ကဲဒီ MTC MTF နဲ့ပတ်သက်လို့ကတော့ပြောမလဲသူတို့မှာဒေါ်လန်လိုစိတ်ပေါ့ဒေါ်လန်လိုလက်ဆက်ဆိုတာအမှန်တရားအတွက်ရပ်တည်လို့စိတ်ဆိုတာကကျွန်တော်တို့ဒီချင်းနေထဲမှာစောစောစီးစီးရှိတဲ့လူတွေလို့မြင်တယ်ဟိုပြီးတော့မှအဲနိုင်ငံရေးအမြင်တွေရှိကြတယ်ပေါ့အရင်ကတည်းကပဲဒီစောစောလည်းသူတို့ GS ပြောတယ်လို့ပေါ့နော်ဒီမရာအာမီဆိုတော့အရင်တော့ရှိခဲ့တယ်ပြီးတော့မှဒီCDF မှာရှိလာတယ်အဲ့လိုမျိုးပေါ့ပူပေါင်းရင်းနဲ့ဒီလိုမျိုးဖြစ်လာတာပေါ့လေဒီလိုမျိုးနောက်ပိုင်းတော့ခက်ခဲဖြစ်လာတယ်ပေါ့ဒါပေမဲ့ပြောချင်တာမရာအာမီဆိုတာရှိခဲ့တယ်ဒေါ်လန်တင်နေဆိုတာမျိုးလည်းခံယူချက်ရှိခဲ့တယ်ပေါ့ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒါမတရားမှုတစ်ခုဖြစ်တယ်ဒါစွန့်လွတ်ပြီးမှဒါကိုတော်လှန်ရမယ်ဆိုတဲ့ဟာမျိုးကောင်းတဲ့မှာတိတ်မရှိခဲ့ကြဘူးပေါ့ကျွန်တော်တို့တခြားချင်းလူမျိုးတွေပေါ့နော်ပြီးတော့လည်းဒီပထမအနေနဲ့တော့ဒီလိုမျိုးမတရားမှုကိုတွန်းလှန်မယ်ဆိုတဲ့ဟာနဲ့ဟိုစိတ်ကူးခဲ့တယ်ထရပ်တည်ခဲ့တဲ့လူတွေပေါ့အဲ့လိုမျိုးလူမျိုးစုဖြစ်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ဒီနေဦးတော်လှန်ရေးဖြစ်လာတော့လည်းပဲသူတို့ဒီဒီစစ်ကောင်စီကိုတော်လှန်တက်ခိုက်ပြီဆိုရင်ဒါလက်နက်ကင်တော်လှန်ရေးဖြစ်တယ်တိုက်ပွဲတွေဆင်ရတော့မယ်ဆိုတော့တိုက်ရိုက်ခိုက်ပြီးဖို့လိုတယ်မဟာမိတ်ကြီးများများရှာဖို့လိုတယ်ဆိုတော့ဒီအခြေခံချက်တွေကိုသူတို့နားလည်ခဲ့ကြတယ်ဆိုတော့ဒီအာရခတက်တော်ပေါ့နော်အဲတုန်းကတော့ရခိုင်တက်တော်ပေါ့ဒါလည်းသူတို့ဟိုစစ်ပညာသင်တာလေ့လာတာဘာညာလုပ်တာရှိတယ်ဆိုတော့ဟိုအဲ့ဒီချိန်တော့ဆိုရင်ချင်းတော်တော်များများကဒီဒေါ်လာရေးရဲ့သဘောတဘာဝကိုကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ကနေမထွက်လာခဲ့ကြဘူးတကယ်လက်နဲ့ကင်ဒေါ်လာရေးမှာတကယ်လိုအပ်တဲ့ဘေးဆက်ရမယ်အနစ်နာခံရမယ်တိဆောက်ရမယ်သဘောတဘာဝတွေနားမလည်ခဲ့ကြဘူးသူတို့စောစောစီးစီးနားလည်ခဲ့တယ်ပေါ့နော်စောစောစီးစီးပြင်ဆင်ခဲ့ကြတယ်ပေါ့လေအဲ့ဒါမျိုးတွေကလေးစားစရာကောင်းတဲ့အချက်လက်ဒီနားလေတဲ့အမြင်တွေရှိတာကိုတွေ့ရတယ်ပြီးတော့လည်းအခုကျွန်တော်တို့ဆိုအရင်တော့ကလည်းတွေ့ပါတယ်အရင်တော့ကတော့ဒါ line ပေါ်မှာပဲတွေ့တယ်မြေပြင်မှာပဲတစ်ခါတစ်ခါတွေ့တယ်ပေါ့နော်ကိုစီလာတို့ကိုဘီလ်ကဲတို့ကိုဒူဝင်တို့ပေါ့လေဆိုတော့အခုဆိုရင်လည်းကျွန်တော်တို့မြေပြင်မှာတစ်လလောက်တို့ခရီးသွားတော့လေဟိုသူတို့ရဲ့ဒီ president ပဲပေါ့နော်ဒေါက်တာပစ်ဆိုလဲဘယ်လိုပြောမလဲသူဒီဆရာဝန်ယူကရိန်းမှာဆရာဝန်ကျောင်းပြီးလာတဲ့ဆရာဝန်တူဖြစ်တယ်ဆိုပေမဲ့လည်းသူကဘယ်လိုပြောမလဲဘာမနာရေမှာတိတ်မထားပဲနဲ့တက်ကြွကြွအယုခံစိတ်နဲ့အင်တိုက်အားတိုက်တစ်ခုခုလုပ်ပြီဆိုရင်အင်တိုက်အားတိုက်ပေါ့နော်လုပ်တတ်တယ်ပြီးတော့မှအယုခံစိတ်ရှိတယ်တက်ကြွကြွတယ်ပေါ့ပြီးတော့မှပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်ပေါ့နော်ကျွန်တော်ဒီလိုလုပ်မယ်ဒါလုပ်မယ်ဆိုရင်လက်တွေ့သမားဖြစ်တယ်ပေါ့အဲ့လိုမျိုးကြီးပေါ့နော်တကယ်လူငယ်တွေကအယုခံစိတ်ဒေါ်လာစိတ်နဲ့ဥဆောင်တဲ့လူတွေလည်းတွေ့ရတယ်ပေါ့နော်ဒီကြားထဲမှာဆိုရင်မရာတွေဆိုရင်ဒီ CNF CNA ကောင်းဆောင်တဲ့ CC ဖွဲ့တွေကဒီလိုမျိုးတိုက်ခိုက်လို့ပေါ့နော်ဆော့ဆော့ပြောသလိုပါပဲဒါဆုံးနဲ့ထောင်းမယ်တို့လောင်ကျွမ်းသွားမယ်တို့ဘာညာပြီးဒီခါသူတို့အရင်ဆုံးတိုက်ခိုက်ခံခဲ့ရတယ်ပေါ့အဲ့ဒီကောင်ပဲသူတို့ဆိုရင်လည်းပဲစခန်းကြီးမိရှုခံရတယ်နောက်ဆုတ်ခွာခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဒီလိုမျိုးရှုံးနိမ့်မှုကလည်းသူတို့ပြန်သင်ခန်းစာယူတယ်ပြန်တီဆောက်တယ်ပြန်ကြိုးစားတယ်ဒီရှုံးနိမ့်မှုဒီခံကျင်းစရာကိုသူတို့အားအင်ပြပြောင်းလဲပြီးမှညံပြန်ထလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမရာဆိုရင်တော်တော်အင်အားကြီးသွားတယ်ပေါ့နော်ဒီချင်းချင်းတောင်ဖွဲ့ထဲမှာဆိုတော့မှဒီမရာတွေဒီတော်တော်အင်အားတက်ရိခိုက်တော်တော်ပြေးသွားတယ်ဒီဟိုလေ့ကျင့်မှုမှာလည်းတော်တော်လေးဟိုအသားကျတယ်ပေါ့နော်ပြင်းပြင်းထန်ထန်လေ့ကျင့်ကြတယ်အဲ့လိုမျိုးတော်တော်လေးအားရတဲ့လေးစားရတဲ့အဖွဲ့လည်းဖြစ်တယ်ပေါ့ဆိုတော့လက်ရှိမြေပြင်မှာလည်းပဲသူတို့အကောင်းဆုံးကင်တွယ်နေတာတွေ့ရတယ်ဘယ်လိုပြောမလဲကျွန်တော်တို့ဒီညီညောင်ချင်းညီနောင်တွေကြားထဲမှာလည်းပဲဟိုအဖွဲ့အားလုံးကတော့ဟိုအားသာချက်ကိုစီအားနည်းချက်ကိုစီရှိကြတာ哦ဆိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်ဖေးမတဲ့ဘိုင်းနေရှိတယ်လေနော်ဆိုတော့မနာမှာဆိုလည်းပဲသူတို့အနေနဲ့သူတို့ယုံကြည်ချက်ကိုတစ်ဆိုင်မှအကောင့်ထဲပေါ်နေတာရှိတယ်ဆိုတော့ဒီလက်ရှိဒီမရာမှာဆိုခုနဆို၃ချိန်မြောက်တိုက်ပွဲဖြစ်လာပြီပေါ့နော်၃ချိန်မြောက်ပေါ့နော်ဒီလိုမျိုးဒီချင်းတော်လှန်ရေးကြားထဲမှာ divide and rule ဆိုတဲ့ပုံစံချင်းအိုမဲတော့ခေါ်ခိုင်းတဲ့ဒီလက်မဲကြီးတွေအဖွဲ့ရနဲ့အဲ့လိုမျိုးလုပ်တာကိုသူတို့အခါဆုံးဖြစ်မှတင်တယ်ဒီအဲ့လိုမျိုးကြုံရတာအကုန်လုံးကိုပဲသူတို့ကောင်းကောင်းမွန်မွန်ပေါ့နော်ဟိုတစ်ချိန်ထက်တစ်ချိန်ပိုပြီးမှတွန်းလှန်နိုင်တယ်တော်လှန်နိုင်တယ်ပိုပြီးမှရပ်တည်လာနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ကလည်းပဲ
ဆက်လက်ပြီးမှဘယ်လိုပြောမလဲဟိုသူတို့ရဲ့တရားမျှတမှုသူတို့ရဲ့မိမိခုခံကာကွယ်ပိုင်ခွင့်ပေါ့နော်သူတို့ရဲ့ဘယ်လိုပြောမလဲ self determination ပေါ့မိမိပြတ်တန်းခွင့်ကိုကျွန်တော်တို့လည်းဝိုင်းကူရမှာပဲကျွန်တော်တို့အားလုံးပါဒါမရမမဟုတ်ပါဘူးတကယ်ပြောမယ်ဆိုရင်ဒါဇိုတုံဖြစ်ဘယ်လိုပြောမလဲစန်ထမ်ဖြစ်ပေါ့နော်တခြားအဖွဲ့တွေအကုန်လုံးမှာပဲကျွန်မကိုပြတ်တန်းခွင့်တော့ရှိတယ်ကိုယ့်ရဲ့ယဉ်ကျေးမှုပေါ့နော်အကုန်လုံးရိုးရာဘာသာစကားအကုန်လုံးလွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ဆိုတာမျိုးတွေအကုန်လုံးကျွန်တော်လက်ခံထားတယ်ပေါ့နော်ဆိုတော့ဒီအချက်ပေါ်မှာကျွန်တော်တို့မရာညီကိုဝိုင်းဝန်းကူညီနေကြတယ်ဖေးမနေကြတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့မှလည်းဒီမှာဆိုရင်ကျွန်တော်တို့ကဒီဒီလောမှာပေါ့နော်တော်တော်များများလေးစီးလုံးကြဖို့ငြိမ်းချမ်းကြဖို့ပါညာတော်တော်ပြောနေကြတယ်ပေါ့အတန်တွေတောက်လျှောက်ကြားနေရတယ်ပေါ့လေတစ်ဖက်ကပြန်ကြည့်မှဆိုရင်ကျွန်တော်တော့ဒီစီးလုံးဖို့ဘယ်လိုပြောမလဲဘာလို့စီးလုံးကြပါငြိမ်းချမ်းကြပါလက်တွဲကြပါဆိုတာမျိုးကျွန်တော်အဖြေအဆုံးဖြစ်မယ်ထင်တယ်ဒီချင်းကြီးတောင်မှလေနော်မီဒီယာတွေမှာဖြစ်ပေါ့လေအဲ့ဒီကကျွန်တော်ပြောပါတယ်ဟိုတခါလေကျရင်ကျွန်တော်ဖြေရလွန်းလို့နည်းနည်းစိတ်ကုန်လာတယ်လို့ဖြစ်တယ်စီးလုံးကြပါညီညွတ်ကြပါဆိုမှပြောရတာလွယ်တယ်တိုက်တွန်းတာတော့လွယ်တာပေါ့မြေပြင်မှာပြဿနာဖြစ်နေလို့လည်းမစည်းလုံးချင်လို့ဖြစ်နေလို့မှမဟုတ်ပဲမညီညွတ်ချင်လို့ဖြစ်နေတယ်လို့မညီညွတ်ချင်လို့ဒီလိုဖြစ်နေတယ်လို့မှမဟုတ်ပဲသူ့မှာအကြောင်းတွေroot cause တွေရှိတယ်ပေါ့ဒီအကြောင်းဖြစ်လို့အကျိုးဖြစ်တယ်အကြောင်းတရားတွေဘာကြောင့်ဘလို့ဖြစ်လာတယ်လဲဆိုတဲ့ခါကျတော့လူတွေကလေ့လာရမယ်ဝေဖန်စဉ်းစားပြီးမှပြီးတဲ့ခါကျရင်အပြန်အလှန်ဘယ်လိုပြောမလဲမေးခွန်းထုတ်ဆရာရှိတယ်ကျွန်တော်တို့ဘက်ကလည်းလိုတာရှိမှာပါတခြားဘက်ကလည်းလိုတာရှိမှာပါအပြန်အလှန်အလျှော့တင်းလုပ်ကြမယ်ဆိုတော့ခက်ခဲတဲ့အပိုင်းလေ့လာမယ်အပိုင်းနားလည်သဘောပေါက်အထောက်မယ်အပိုင်းကြတော့အကုန်လုံး skip လုပ်လိုက်ခြင်းတယ်ရတယ်နေပါစေငင်းချမ်းတာပဲလုပ်ခြင်းတယ်စီးလုံးတာပဲလုပ်ခြင်းတယ်ဂျန်နာမန်လုပ်ခြင်းမှုဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီ necessary steps တွေကိုကြော်လိုက်ခြင်းကြတယ်မသိခြင်းကြပေါ့နော်ဘယ်လိုပြောမလဲလွယ်တာပဲလုပ်ချင်တဲ့ပို့ပြောမလားသူတော်ကောင်းစကားပဲပြောချင်တယ်ပေါ့နော်တချို့ဒီစေးခါကြီးတောက်ဖို့တကယ်နားလည်အောင်လုပ်ဖို့ဆိုတဲ့ဘိုင်းနေမှာပြီးတော့မှတကယ်နားလည်ပေါ်ညာလည်းပဲကျွန်တော်တို့ကတခါလေကျရင်ကျွန်တော်တို့အိတ်လိတချို့တွေရှိပါတယ်people defend who they like ပေါ့နော် people don't defend what is right anymore ပေါ့တခါလေကျရင်သူတို့ချစ်ခင်တဲ့လူကိုပဲသူတို့ကာကွယ်ဖို့စိတ်ကူးတော့တာ哦ဘေးအရာဟာမှန်တယ်လေဆိုတာကိုအမှန်တရားကိုကာကွယ်ဖို့ဆိုတာတဲ့သူနဲ့ချစ်ခင်တဲ့ပုံကိုကြီးအရာချစ်ခင်တဲ့လူတွေကိုပဲသူတို့ကာကွယ်ဖို့ကြိုးစားတဲ့အပိုင်းတွေပေါ့နော်ကျွန်တော်တို့မှာတွေ့ရတယ်ပေါ့လေဒါက CB မောက် CC မောက်မြင်ရပါတယ်နှစ်ခုလုံးပါပဲဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီဘာက proper ဖြစ်တယ်လဲဘာကြောင့်ဘလို့ root cause ကြောင့်ဘာကြောင့်ဘလို့ဖြစ်နေရတယ်လဲဆိုတဲ့အပိုင်းတွေမှာလည်းပဲရှင်းရှင်းလင်းလင်းခွဲပြဖို့လိုတယ်ဒီငင်းချမ်းကြပါစီလုံးကြပါဆိုမှပြောတဲ့နေရာမှာကျွန်တော်ဒီပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကိုစော့ကပီးပေါ့နော်ဒီသူ post လေးတချို့တွေ့ရတော့ကျွန်တော်တော်တော်ပြုံးမိတယ်ပြီးတော့မှတော်တော်လေးစဉ်းစားကြလည်းအများကြီးပေးတယ်ပြီးတော့မှလည်းတချို့အခြေအနေတို့ကျွန်တော်တို့အခြေအနေကိုထင်ဟပ်နေလို့ပေါ့လေဥပမာ तू ပြောတယ်လို့ပဲ तू ခုတ်လို့ပေါ့နော် तू ပြောတဲ့စကားတချို့လဲသုံးရမယ်ပေါ့ဆိုရင်ကျွန်တော်တို့ရဲ့အခြေအနေနဲ့လည်းပြန်ဆက်ဆက်မယ်ဆိုရင်ဟုတ်ပါတယ်ကျွန်တော်တို့အကုန်လုံးကငင်းချမ်းနေခြင်းနဲ့ကျွန်တော်တို့သားသမီးတွေနော်အနာဂတ်မျိုးဆက်တွေလည်းငင်းချမ်းနဲ့ကြီးပြင်းလာတာကိုကျွန်တော်တို့တွေ့ချင်မြင်ချင်တဲ့လူတွေကြီးပဲဒါပေမဲ့ကျွန်တော်လူအတိုင်းဝိုင်းတစ်ခုလုံးကိုဒီကြောက်ရွံ့ဖို့နဲ့လွတ်မြောက်စေခြင်းနဲ့ဒါပေမဲ့အဲ့လိုမျိုးငင်းချမ်းစေခြင်းနဲ့ကြောက်ရွံ့ဖို့နဲ့လွတ်မြောက်စေခြင်းနဲ့ဆိုတာကမြန်မာစစ်တပ်အလိုကြမှာမို့လေအဖွဲ့အစည်းတစ်ခုအလိုကြမှာသူများခိုင်းဖတ်သူများဂျွန်အဖြစ်နေမှငင်းချမ်းမယ်ဆိုရင်တော့အဲ့လိုငင်းချမ်းတော့ဘာမှတိတ်ပဲမရှိနိုင်ဘူးဂျွန်တဘောငင်းချမ်းပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးငင်းချမ်းရောကျွန်တော်တို့ငင်းရမယ်ပြီးတော့မှအခုလိုမျိုးပေါ့နော်ဂျွန်တဘောငင်းချမ်းရေးသူများပြောတဲ့လက်ညှိုးထောင်ကောင်းခြင်းသူများဆွဲခွေရတိုင်းနောက်ကလိုက်ပါမယ်အဲ့လိုမျိုးဖြစ်အောင်တွန်းပို့နေငင်းချမ်းရေးတော့ကျွန်တော်တို့ဘာမှတိတ်ပဲမရှိဘူးတိတ်နေကျွေးတာစားပေးတာယူခံမပြောနဲ့ခိုင်းတာလို့ပြီးတော့မှနောက်ကိုရနဲ့ဆိုပါစို့ဘယ်လိုပြောမလဲမစားရဝါမခန့်နေပေါ့နော်လိုဒီလိုပေါ့လေအဲ့လိုညားတာတွေရှိတယ်မျိုးဆွဲတာတွေရှိမယ်မျက်လုံးတွေပေးတာမျိုးတွေနေပေါ့နော်အဲ့လိုမျိုးဒီကျွန်တော်တို့အတွက်ကကြတော့ဘယ်လိုပြောမလဲလက်မခံနိုင်ဘူးဒါပေမဲ့အဲ့လိုမျိုး
တိတ်တိတ်နေကျွေးတာစားပေးတာကြိုခံမပြောနဲ့ဆိုတဲ့ငင်းချမ်းရေးမို့တချို့ချင်းပြည်နယ်မှာတော့မှကျင်းတချို့သောသူတွေကစစ်သက်စာပြုနေပုံတွေ့ရတယ်ပေါ့နော်တချို့ကလက်ခံနေတယ်တချို့တွေကအဲ့ဒီမှာပဲဒါရနေတာတွေ့ရတယ်အဲ့တော့စိတ်မကောင်းစရာပေါ့လေကျွန်တော်တို့ဒီစီးလုံးညီညွတ်မှုဆိုတာကကျွန်တော်တို့အပြန်အလှန်နားလည်မှုတိဆောက်ထားမှယုံကြည်မှုတိဆောက်မှဖြစ်မယ်ကျွန်တော်တို့ရှင်းပြတရားမျှတမှုပါတဲ့ငြိမ်းချမ်းရေးဆိုတာတန်တူညီမှုတန်တူညီမျှမှုမရှိတဲ့ငြိမ်းချမ်းဆိုတာဘာမှပြောမလဲကြာရှည်လည်းမခံဘူးမမောလောက်ကြမဟုတ်ဘူးတကယ်အဖြေမဟုတ်ဘူးလို့လည်းကျွန်တော်တို့မြင်တာပေါ့ဆိုဒီစီလုံးညီညွတ်ရေးကျွန်တော်တို့ရေပတ်မှုအောင်ပြောတယ်ဒါပေမဲ့ဘယ်လိုမျိုးစီလုံးညီညွတ်မှုဆိုလိုတာလဲချင်းနေချင်းအကုန်လုံးစီလုံးညီညွတ်ကျွန်တော်တို့မြင်ချင်တယ်ဒါပေမဲ့တန်ဖိုးထားမှုတွေမတူတဲ့အခါပန်းတိုင်တွေမတူတဲ့အခါကျရင်ကျွန်တော်တို့အားလုံးအတူတူပဲဆိုတော့မျိုးပြောဖို့ခက်လာပြီကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေတန်ဖိုးတွေမှမတူတော့ပဲကိုဆိုတော့ကျွန်တော်တစ်ဖက်ကနိုင်ငံရေးလေဥမှုရယူမယ်ချင်းချက်တဲ့မှာ divide and rule ဖြစ်အောင်လုပ်မယ်အချင်းချင်းဘယ်လိုအင်ချက်ချင်း over တော့ပြမှာခေါ်ခိုင်းမယ်ဆိုတာမျိုးတွေနဲ့ကျွန်တော်တို့ကဒူးလို့မရတယ်လို့အဲ့ဒါတွေနဲ့ကျွန်တော်တို့စီးလုံးနေပြမှာဘလင်းတူပူးဆိုလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့တန်ဖိုးထားတာချင်းမတူတဲ့အတွက်ကြောင့်ဒီနိုင်ငံရေးရည်မှန်းချက်တွေကျွန်တော်တို့ဒီယုံကြည်မှုတွေပြန်တည်ဆောက်ဖို့အဲ့ဒါတွေကိုပဲပြန်ရှင်းရမယ်မှန်ကန်တဲ့တန်ဖိုးတွေပေါ့နော်မှန်ကန်တဲ့တန်ဖိုးထားမှုတွေနိုင်ငံရေးရည်မှန်းချက်တွေကိုကျွန်တော်အရင်ဆုံးပြန်ညှိရမယ်ကျွန်တော် compromise လုပ်တယ်အလျှော့အတင်းလုပ်တယ်ဆိုတာကကျတော့တကယ်ပြောရမယ်ဆိုရင်နှစ်ဖက်လုံးကမလုပ်ချင်တာလုပ်ရတာပဲဒါပေမဲ့ဒီ greater peace ပေါ့နော်ဘူမကြီးမားတဲ့ငြိမ်းချမ်းဖို့အတွက်အများအကျိုးအတွက်စင်ကြယ်ဖို့အတွက်compromise လုပ်တယ်လို့ပြောကြတဲ့အခါမှာဘယ်သူမှတော့ကိုလိုချင်တာကိုရသွားတာမဟုတ်ဘူးလေနှုတ်နှစ်ဖက်လုံးကတော့မလုပ်ချင်တာလုပ်ရပေးမှာ short တင်းလုပ်ရတာပဲအဲ့လိုမျိုးကိုဘယ်လိုလုပ်မလဲခုနပြောတဲ့အရင်ဆုံးဒီနိုင်ငံရေးရည်မှန်းချက်တူဖို့တန်ဖိုးထားမှုတွေပြန်လည်ယုံကြည်မှုတွေတည်ဆောက်ဖို့ကျွန်တော်ဦးစားပေးလုပ်တင်တာပေါ့ဆိုတော့ဒီရှေ့ပိုင်းမှာပြောခဲ့တဲ့တရားမျှတမှုမပါတဲ့တန်းတူညီမျှမှုမရှိတဲ့ငြိမ်းချမ်းမှုမျိုးစီလုံးညီညွတ်မှုကျွန်တော်တို့လိုချင်ကြလားပေါ့နော်ပြန်မေးခွန်းထုတ်ရမယ်တရားဒီစီလုံးညီညွတ်မှုရဖို့ပေါ့နော်ငြိမ်းချမ်းမှုရဖို့ဆိုရင်ဘသူအတွက်စီလုံးညီညွတ်မှုလဲဘသူအတွက်တရားမျှတမှုလဲဒီအချိန်လေးတရောက်လာအောင်တော်လှန်တိုက်ပွဲဝင်လာခဲ့တဲ့တမိုင်းတစ်လျှောက်မှာအသက်ခန္ဓာပေးဆက်ခဲ့လို့အများကြီးရှိတယ်ပေါ့နော်တချို့တွေဆိုရင်ကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်အများဖတ်အောင်လုပ်နေတာကကျွန်တော်တို့ရဲပေါ်ဒီCPD ကအရင်စပြစ်လို့ပေါ့နော်တီဆုံးသွားတဲ့ CNF တွေလို့မရှိဘူး CNF နဲ့ CCD ကကျွန်တော်တို့မတူပီတိုက်ပွဲမှာလာပြစ်တယ်ကျွန်တော်တို့ရဲ့ရဲပေါ်ဒီအမတ်တစ်စစ်ဒေတာဆိုမှလိန်ညာခေါ်ခါရတယ်ရှစ်လလုံးဘယ်လိုပြောမလဲတလွဲကူလီထန်းခံရတယ်လိန်ညာခံရတယ်အထက်စားခံရတယ်အဲ့ဒါပြီးတော့မှမတူပီမှာဆိုလဲတိုက်ပွဲတော့မှလည်းကျွန်တော်လာပြစ်တယ်တိုက်ပွဲပြီးတော့လည်းလာပြစ်တယ်ကျွန်တော်တို့ကဒါတွေကချစ်ချောက်ရည်နှူးနေတာမဟုတ်ဘူးဘာလို့ဆိုတော့လူအသက်နဲ့ရင်းပြီးမှတော်လှန်ရေးကိုတကယ်လုပ်ကြတဲ့ခါကျမှလိန်ညာခံခဲ့တာဒါနားလည်မှုလွဲတာတော့၎င်းအမှားတစ်ခုလို့ဖြစ်နိုင်ပါတယ်ကျွန်တော်ပြန်ပြောနေရတယ်ဆိုတာကကျွန်တော်တို့ပြန်ပြောနေလို့အဲ့ရဲပေါ်တဲ့အသက်ပြန်ရှင်းလာမှာမဟုတ်ဘူးကျွန်တော်တို့အလိညာခံခဲ့တဲ့ရှစ်လတာကာလကိုကျွန်တော်ပြန်ရလာမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့တည်ဆုံးတော့တဲ့ရဲပေါ်ပြန်ရှင်းလာမှာမဟုတ်ဘူးဒါပေမဲ့ဒီလိုဖြစ်သွားတာဒီတာဝန်ယူမှုတာဝန်ခံမှုတစ်ခုနဲ့ပေါ့နော်ဒါစိတ်မကောင်းစရာဖြစ်သွားတယ်ကျွန်တော်တို့ချိတ်ဆက်လှုပ်ဆောင်တာမှာအားနေသွားတယ်ဘယ်လိုမျိုးနားလည်မှုလဲသွားတယ်ဆိုတော့ဒါတွေကိုပြီးဖုံးခါချပြီးမှပုလင်းနေတာမှုရှိဝင်ချတဲ့နာဝင်ချလိုက်တောင်းပန်တဲ့နာတောင်းပန်လိုက်အကုန်လုံးဖြစ်လိုက်အဲ့ဒါပြီးမှကျွန်တော်တို့အကုန်လုံးကreconciliation process တခုသွားပြီးမှပေါ့နော်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲအမှန်တရားကိုဝင်ချတောင်းပန်ပြီးမှ reconciliation လုပ်ချင်တာပြီးတော့မှဒီဘယ်လိုပြောမလဲအလျှော့အတင်းလုပ်တာ compromise ကိုလုပ်ချင်တာကျွန်တော်တို့အနေနဲ့တင်းခံဖို့လည်းမဟုတ်ဘူးကျွန်တော်တောင်မုန်းနေဖို့လည်းမဟုတ်ဘူးဒါပေမဲ့သူ့မှာ process တခုတော့ရှိရမယ်ဒါပေမဲ့ကျွန်တော်တို့လက်တွေ့မှာကကြုံနေတာတကယ် peace ကိုလိုလားတယ်ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်ဆိုရင်တစ်ဖက်မှားခဲ့တာအားနည်းခဲ့တာတွေကိုအဲ့လိုမျိုးဖော်ထုတ်ပြီးမှဝင်ချတောင်းပန်တာမျိုးနဲ့တွားပြီးမှပဲကျွန်တော်တို့ကလည်းပဲနားလည်ရမှာပဲလေလက်ခံမှာပဲလေဘာလဲဆိုတော့ကျွန်တော်တို့ဘာလို့ကျွန်တော်တို့တင်းခံနေလဲတီးပြီးသားလို့ပြန်ရှင်းလာမှာမဟုတ်ပဲဒါပေမဲ့နောက်နာကမှဒီလိုမျိုးဖြစ်ရအောင်ရှေ့အနာဂတ်ကိုအတူတကွငြိမ်းချမ်းတဲ့အနာဂတ်ကို
စီးလုံးနေတာကဘယ်လိုတိဆောက်ကြမလဲဆိုတော့တော့မှာဘူးဒါပေမဲ့ကျွန်တော်တို့ဂျုံပြီးရင်ဂျုံနေရတာကအမှားတစ်ခုနောက်အမှားတစ်ခုနဲ့ပုံတယ်လိန်ညာပြောတာတစ်ခုနောက်လိန်ညာတာနှစ်ခုနဲ့ပုံတယ်နောက်လိန်ညာတာနှစ်ခုနောက်လိန်ညာလေးခုနဲ့ပုံတယ်အဲ့ဒီလေးခုလိန်ညာနောက်ထပ်၈ခါလိန်တယ်၈ခါလိန်ညာနောက်ထပ်16ခါလိန်တယ်ဆိုတော့ဒီ pathological layer sequence တွေပဲကျွန်တော်တို့ဟိုဘယ်လိုပြောမလဲပါးရိတ်နားရိတ်ဘယ်လိုပြောမျက်နှာပြောင်တိုက်ပေါ့နော်ဟိုကျန်တဲ့လူတွေကိုနင်းလန်းပေါင်းစုံနဲ့လုပ်နေတာခါတော့ကျွန်တော်တို့ခက်ခဲတယ်ပေါ့ကျွန်တော်တို့ဘယ်လိုမျိုးငင်းချက်မှုလဲဘယ်လိုမျိုးစီးလုံးမှုလဲဆိုတာကိုအများကြီးခွင့်ထုတ်ဆရာလိုတာပေါ့ဒီဆက်လက်ပြီးမှလည်းပဲကျွန်တော်တို့ဒီဒီ MDF ပေါ့နော် NTC MDF နေနဲ့လည်းရုန်းကန်ရတာအများကြီးရှိတယ်ကြိုးစားနေတာအများကြီးရှိတယ်ဟိုကျွန်တော်တို့လေးစားအကုန်ယူရပါတယ်လူငယ်တွေသေးပါပဲအကုန်လုံးပေါ့နော်တက်တက်ကြွကြွလုံးနေကြနေကြတယ်အားရစရာအများကြီးရှိတယ်ကျွန်တော်နေလည်းဒီကျွန်တော်တို့အားလုံးပေါ့နော်ညီနောင်နေလည်းဟိုအရင်ကတည်းကအလုပ်လုပ်ဖို့ရှိလာတယ်ပေါ့ပြောချင်တာကကျွန်တော်တို့အခုဒီခရီးစဉ်မှာအစားပေါ့လေကျွန်တော်တို့သွားခဲ့တယ်လာခဲ့တယ်ဒီညီနောင်6ဖွဲ့လူတွေအကုန်လုံးကိုယ်စားလှယ်တွေဆိုလဲကျွန်တော်တလားလောက်ပြီးပါတူတူသွားခဲ့လာခဲ့တာဆိုတော့အရင်တော့က Zoom meeting မှာပဲတူနဲ့တူတွေ့ကြတာဆိုတာထက်ဒီတလားလုံးမှာအတူအိတ်အတူစားအခက်ခဲတဲ့တူကြော်ဖြတ်ဟိုပြင်းစရာကောင်းတဲ့အချိန်တွေရီမောစရာကောင်းတဲ့အချိန်တွေဟိုစိတ်ရှုပ်စရာကောင်းတဲ့အချိန်တွေအကုန်လုံးတူတူကြော်ဖြတ်တာပေါ့နော်တူတူရုန်းကန်တာဆိုတော့ကျွန်တော်ရဲ့နားလည်မှုတွေတယောက်နဲ့တယောက်ပေါ်ဟိုဘယ်လိုပြောမလဲတယောက်အကြောင်းတယောက်သိလာတာပေါ့နော်တယောက်ထားတယောက်သိလာတာဒီအများကြီးရှိလာပါတယ်ဆိုတော့ကျွန်တော်တို့ CP တွေအနေနဲ့အာအလုပ်တွေအများကြီးလုပ်ဖို့လိုသေးတယ်အလုပ်တွေအများကြီးလုပ်ကြရအောင်ပဲပေါ့နော်ဟိုကျွန်တော်တို့ဒီဟိုလွန်ခဲ့တဲ့2024နှစ်ဥပိုင်းပြန်ကြည့်ရင်ဒီအခြေအနေမျိုးနဲ့ဘယ်လိုမှမတူတော့ဘူးရှေ့ဆက်ပြီးမှကျွန်တော်တို့ဆက်ပြီးမှအင်အားကောင်းလာဖို့ရှိမယ်ရှေ့ဆက်ပြီးမှအလုပ်တွေဆက်လုပ်ကြဖို့ပေါ့နော်ရှေ့ဆက်ပြီးမှပဲကျွန်တော်တို့ဒီ CP ကပဲချင်းရဲ့အနာဂတ်ကိုဆုံးဖြတ်လိမ့်မယ်ဟိုတကယ်ဘယ်လိုပြောမလဲတကယ် factor တစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီချင်းတမျိုးသားလုံးချင်းပြည်သူအကုန်လုံးတနိုင်ငံလုံးရဲ့ပေါ့နော် Federal ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့အရေးကိုကောင်းထဲမှာတူးပြီးမှပေါ့နော်ကျွန်တော်တို့အားလုံးဆက်လက်ပြီးမှအလုပ်လုပ်ကြဖို့ဆက်လက်ပြီးမှစူးစမ်းကြဖို့တနေ့တော့ဖေးမှကြဖို့ပေါ့နော်ပြီးတော့မှ CP မဟုတ်တဲ့ဟို CP မဖြစ်လာသေးတဲ့ CP မဟုတ်တဲ့အဖွဲ့ဝင်တွေအကုန်လုံးကိုလည်းကျွန်တော်တို့ဟိုလေးလေးစားစားမျှမျှတတဆက်ဆံပြီးမှပေါ့နော်ပြည်သူအကုန်လုံးမျှော်လင့်တောက်တတဲ့ယုံကြည်တဲ့ဒီအနာဂတ်ကောင်းတစ်ခုကိုဟိုပြည်သူတွေမျှော်လင့်ချက်ကိုဖြည့်ဆည်းပြီးဖို့ပေါ့နော်ကျွန်တော်တို့ဝိုင်းဝန်းလုပ်ကြဖို့လုပ်ပါမယ်ဆိုပြီးမှကြောကြနေပေါ့နော်ဒီ live ကိုကြည့်ရှုနေတဲ့နိုင်ငံတကာကဟိုတော်လိုင်းမိဘပြည်သူတွေအကုန်လုံးပေါ့နော်ဒီမှာဒီကျွန်တော်တို့ချင်းချင်းအောင်ပေါ့နော်ဒီ MTC MTF ကိုကျွန်တော်တို့ဟိုကူညီတဲ့ဒီရန်ပုံငွေတွေမှာဒီအသီးသီးပေါ့နော်ဆက်လက်ပါဝင်ပေးကြပါဆက်လက်ဝိုင်းရန်ကူညီပေးကြပါလို့ပြောနေကျွန်တော်ဒီကုန်းချုံပါတယ်ပြောပါ